အဓိက GLBT listening ကိုနားထောင်တဲ့အခါမှာအာရုံစူးစိုက်မှုနဲ့ main point ကိုအဓိကဖမ်းမိဖို့ကအဓိကကြတယ်လို့ထင်ပါတယ်ရှင်။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Tutorial မှာဂျပန်စာသင်ကြားပေးနေတဲ့ဆန်စီစုပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ကျွန်မနဲ့တူတူ GLBT L4 listening လေးကိုတူတူနားထောင်ကြရအောင်နော်။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင် GLBT L4 listening လေးကိုဝါဒရှိနဲ့တူတူနားထောင်ကြရအောင်။ပထမတစ်ခေါက်ကတော့ဝါဒရှိကမင်းနောက်ဆန်တို့နားထောင်ဖို့အတွက် listening file လေးကိုဖွင့်ပြပေးထားပါမယ်။ဒုတိယတစ်ခေါက်မှာဆိုရင်တော့ဝါဒရှိကဒီ listening file လေးကိုမင်းနောက်ဆန်တို့နဲ့တူတူနားထောင်ရင်းနဲ့ပြန်ပြီးတော့ရှင်းပြပေးပါမယ်ရှင်။ဒါဆိုရင်一番 listening မေးခွန်းလေးကိုဝါဒရှိနဲ့တူတူနားထောင်ကြည့်ကြရအောင်နော်။1番日本語クラスの先生が話しています。月曜日に何をしますか？月曜日に漢字のテストをします。漢字の読みを50問出します。30ページに練習問題がありますから、ノートにやってきてください。これは宿題です。月曜日に何をしますか？ကဲမင်းနောက်ဆန်တို့အဖြေလေးတွေရွေးထားပြီးသွားပြီလားကဲဒီမှာမေခွန်းလေးမှာပေးထားတဲ့အဖြေလေးတွေက一番漢字のテスト漢字サムပွဲနံပါတ်2ကရှခုတိုင်းအင်စာ3番က ratio မွန်တိုင်းဆိုတဲ့လေ့ကျင့်ရန်မေခွန်းလေးနံပါတ်4အနေနဲ့ယွန်ဘန်အနေနဲ့ဆိုရင်တော့စန်ကျူပဲကြီးဖြစ်ပါတယ်ကဲအဲ့ဆိုဝါဒရှင်နဲ့တူတူနောက်တစ်ချိန်ပေါ့နော်တူတူနားထောင်ကြည့်ကြရအောင်နော်1番日本語クラスの先生が話しています。日本のクラスで先生が話しています。ဂျပန်စာကျမ်းမှာဆရာမစကားပြောနေပါတယ်တဲ့月曜日に何をしますか？မေခွန်းလေးက月曜日に何をしますかတနင်္လာနေ့မှာဘာကိုလုပ်မှာလဲတဲ့月曜日に漢字のテストをします。月曜日に漢字をのテストをしますတဲ့အဲ့တော့တနင်္လာနေ့မှာ漢字စာမပွဲကိုလုပ်ပါမယ်တဲ့漢字の読みを50問出します。漢字の読むを50問出します。漢字ဒါဖတ်စရာမေခွန်းဒါအပုပ်50ထုတ်ထားတယ်ပေါ့နော်30ページに練習問題がありますから30ページに練習問題がありますからစာမျက်နှာ30မှာလေ့ကျင့်စရာမေခွန်းရှိရတဲ့အတွက်ကြောင့်ねノートにやってきてください。ノートにやってきてください。ဒါဆိုရင်နှုတ်စာအုပ်မှာအင်စာအနေနဲ့လောက်လာခဲ့ပေးပါပေါ့နော်これは宿題です。これは宿題です。ဒါလေးကတော့အင်စာဖြစ်ပါတယ်တဲ့ကဲအဲ့ဆိုရင်မေခွန်းလေးက月曜日に何をしますか？月曜日に何をしますかအဲ့တော့တနင်္လာနေ့မှာဘာလုပ်ပေးရမှာလဲပေါ့နော်ဒါဆိုရင်အဖြေကဟုတ်ပါတယ်一番ဖြစ်ပါတယ်漢字のテストပါအဲ့တော့皆さんတို့ဒါဆက်စပိုင်းမှာပဲ月曜日に漢字のテストをしますလို့ပြောလိုက်တဲ့အတွက်အဖြေမှန်က一番ဖြစ်ပါတယ်ရှင်ဒါဆိုရင်ဒီပန်းကိုနားထောင်ကြရအောင်နော်2番女の人が家に電話しています。女の人は何を買って帰りますか？私、今駅に着いた。悪いんだけど買い物を頼んでいい？何？明日のパンがないんだ。あと牛乳。パンは何でもいい？ジャムももうちょっとしかないな。他には？ビールかな。それは嫌。牛乳だけでも重いのに。女の人は何を買って帰りますか？ဟုတ်ပါတယ်ဒါဆိုမို့အခိုင်ကြီးတမီမာရှောနောက်တစ်ချိန်လောက်ထပ်ပြီးတော့နားထောင်ကြည့်အောင်နော်အဲ့တော့ဒီတစ်ခါမှာကဝါဒရှိနဲ့တူတူကြောင်ချင်းစီကိုနားထောင်ရင်းနဲ့အဓိပ္ပာယ်လေးကိုရှင်းပြပေးပါမယ်နော်2番女の人が家に電話しています。女の人は家に電話をしていますတဲ့
အမျိုးသမီးကအိမ်ကိုဒါဖုန်းဆက်နေရပေါ့နော် 女の人は何を買って帰りますか 女の人は何を買って帰りますかမေကွန်လေးကအမျိုးသမီးကဘာကိုဝယ်ပြီးတော့ပြန်လာမှာလဲတဲ့ あ、私、今駅に着いた。 အာ私今駅に着いたအခုငါဘူဒါယုံကိုရောက်ပြီတဲ့ 悪いんだけど、 ဝါရုရင်တာခဲတော့အာနာပေမဲ့လေတဲ့ 買い物頼んでいい？ ခိုင်းမနို့တာနုံးတဲ့ဈေးဝယ်ဖို့တောင်းဆိုလို့ရမလားပေါ့နော်ဒါဆိုရင်အမျိုးသားကဒီဈေးဝယ်ဖို့တောင်းဆိုပေးနေတဲ့ပုံစံလေးဖြစ်ပါတယ် 何 ရတယ်လေတဲ့နားနေပါလေတဲ့ 明日のパンがないんだ。အာစတန်တော့ဖန်ကနိုင်တာမနေ့ပြန်အတွက်ပါမမရှိလို့တဲ့ あと、牛乳。 အတော့ဂယူးညူပြီးရောနွားနုဒါဆိုရင်ဝါရရှိတို့ပါမုတ်ရှိပြီနွားနုရှိပြီပေါ့နော် パンは何でもいい ဟောင်းဝနန်းတဲ့မို့ဤပါမုတ်ကဘာမဆိုရလားတဲ့ あ、ジャムも、もうちょっとしかないな。 ဂျမ်မို့မို့6တော့ရှိခနိုင်နာအဲ့တော့ဒီပါမုတ်တုံစားဖို့အတွက်ယိုကလည်းနည်းနည်းကလွယ်လို့မရှိဘူးဆိုတော့အခုချမ်းပါပါပြီပေါ့နော် 他には ဟုတ်ခါနေဝတခြားဟာကောတဲ့ ビールかな。 ဘီလူခါနာတဲ့ဘီယာလို့ပြောလိုက်ပါတယ် それは嫌。 ဆိုတော့ဝအီယာဒါဆိုရင်ညင်းလိုက်တယ်ပေါ့နော်အီယာဆိုတဲ့ဟာလေးပါတယ်အဲ့တော့ဘီယာတော့မပါတော့ဘူးဆိုတော့ဝါဒရှိတို့အခုနာကြားခဲ့တဲ့အတိုင်းနွားနို့ရဲ့ပါမုတ်ရဲ့ဂျမ်ရဲ့ပေါ့နော် 牛乳だけでも重いのに。 ယူညူတာခဲ့တဲ့မို့အမိုးရင်တော်နေနွားနို့ကြီးပဲတောင်လေးနေတာမဟုတ်လို့တဲ့ 女の人は何を買って帰りますか 女の人は何を買って帰りますかဒါဆိုရင်ပုံလေးတွေကိုကြည့်လိုက်မယ်အချီပန်းမှာဆိုရင်နွားနို့နဲ့ပါမုတ်နံပါတ်2မှာဆိုရင်တော့နွားနို့ရဲ့ပါမုတ်ရဲ့ဂျမ်ရဲ့ပါတယ်နံပါတ်3မှာတော့ဘီယာကြီးပါနေတယ်ပေါ့နော်နံပါတ်4မှာတော့ဒီပစ္စည်း၄ခုစလုံးပါနေပါတယ်ဟုတ်ပါတယ်အဖြေမှန်ကတော့မိဘန်နံပါတ်2ဖြစ်ပါတယ်အဲ့တော့ဘီယာကတော့သူလေးလို့မတည်နိုင်ဘူးလို့ပြောလိုက်ပါတယ်ဒါကြောင့်အဖြေမှန်ကနံပါတ်2ဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီတစ်ခါကတော့ဝါရရှိနဲ့တူတူစမ်းပန်းဝင်နားထောင်ကြည့်ရအောင်နော် 3番。男の人が話しています。冷蔵庫に卵をしまうときはどうすればいいですか？卵に上と下があるのはご存知ですか？よく見ると丸い方と少し先が細くなっている方があるんです。丸い方が上です。卵を冷蔵庫にしまうとき、こちらを上にしてください。どっちでもいいと思われるかもしれませんが、理由があります。丸い方には上に空気が入っています。この空気のおかげで黄身が卵の殻から離れます。殻はあまりきれいではないので、黄身が離れている方が長くしまっておけるんですよ。冷蔵庫に卵をしまうときはどうすればいいですか？ ဟုတ်ကဲ့ပါအဲ့ဆိုရင်ဆက်စင်းနဲ့တူတူဒီ listening file ကိုချက်ပြနားထောင်ကြရအောင်နော် 3番。男の人が話しています。 男の人が話していますအမျိုးသားတစ်ယောက်ကစကားပြောနေပါတယ်တဲ့ 冷蔵庫に卵をしまうときは ဘယ်စုခုနီ卵をしまうときဒီကေတက်တာထဲမှာချက်ဥကိုထားတဲ့အခါမှာတဲ့ どうすればいいですか？ どうすればいいですかဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့ 卵に卵にချက်ဥ 上 မှာ と တဲ့ 下があるのは上と下あるのはအပေါ်နဲ့အောက်ရှိတယ်ဆို ご存知ですか？ ご存知ですかသိပါသလားတဲ့ よく見るとよく見るとတတိချာချာကြည့်မယ်ဆိုရင်တဲ့ 丸い方と丸い表とဒါဝိုင်းနဲ့အပိုင်းနဲ့တဲ့ 少し先が細くなっている さっき細くなっている方ဆိုတဲ့အဖျားပိုင်းကချွန်တဲ့အပိုင်းပေါ့နော် 方があるんです。ရှိတယ်ပေါ့ 丸い方が上です。丸い方が上ですဒီဝိုင်းနဲ့အပိုင်းကအပေါ်ပိုင်းဖြစ်ပါတယ် 卵を冷蔵庫にしまうとき、卵を冷蔵庫にしまうときဒီချက်ဥကိုတဲ့ရေခဲတက်တာထဲမှာထားတဲ့အခါမှာတဲ့ こちらを上にしてください。こちらを上にしてくださいဒီဝိုင်းနဲ့အပိုင်းလေးပေါ့နော်こちらဆိုဒါ丸いဝိုင်းနဲ့အပိုင်းလေးကိုအပေါ်ပိုင်းမှာထားပေးပါတဲ့
どっちでもいいと思われるかもしれませんが、 တို့ချိပဲဘယ်ဟာပဲဖြစ်ကတဲ့ဘယ်ဘက်ပဲဖြစ်ထားလို့ရတယ်လို့တွေးကောင်းတွေးနိုင်ပြီမဲ့တဲ့ 理由があります。 review ကありますအကြောင်းပြချက်တော့ရှိပါတယ်တဲ့ 丸い方には မာရူဟိုနီဝါဒီဝိုင်းရဲ့အပိုင်းမှာဆိုရင်တဲ့ 上に空気が入っています。 when cookie က hide တဲ့ imas ပေါ့ဒီအပေါ်ပိုင်းမှာဆိုရင်လေတူလေးကရှိနေတယ်ပေါ့နော် この空気のおかげで この空気のおかげでဒီလေတူကြောင့်ပဲတဲ့ 黄身が卵の殻から離れます。 君が卵の殻から離れていますဒီကြောက်ရဲ့အနှစ်ကတဲ့ဒီအခွန်ကနေကွာနေပါတယ်တဲ့ 殻はあまり綺麗ではないので ခါရကောကအမရိကျူရေးတဲဝနိုင်တော့တဲ့အခွန်ကတိတ်ပြီးတော့တဲ့မတန်ရှင်းတဲ့အတွက်ကြောင့်တဲ့ 黄身が離れている方が အဲ့တော့ခီမီကဟာနာရဲတဲ့အီရူနော်ဝဒီချက်ဝနှစ်ကကွာနေတာကပို့ပြီးတော့တဲ့ 長くしまっておけるんですよ。 နာဂကုရှိမတဲ့โอเคရွန်ですよပို့ပြီးတော့ဒါကြကြထားလို့ရပါတယ်တဲ့ 冷蔵庫に卵をしまうときはどうすればいいですか？ ဒါဆိုရင်ရေခဲတရထဲမှာချက်ဥကိုထားတဲ့အခါမှာဘယ်လိုလုပ်တာပို့ပြီးတော့ကောင်းမလဲတဲ့ဟုတ်ပါတယ်အဖြေမှန်ကတော့အချီပန်ဆမ်မန်ဖြစ်ပါတယ်မာရူအီဟိုအိုဝဲနီဆိုလိုပေါ့နော်ဒီဝိုင်းရဲ့အပိုင်းကိုအပေါ်မှာထားဖို့ဖြစ်ပါတယ်အခုဒီမေအခုလေးမှာဆိုရင်တယောက်တည်းကဒိုင်ခံပြောသွားတာဖြစ်ပါတယ်မင်းနာဆန်တို့ကအဓိကအကုန်လုံးကိုနားထောင်ပြီးတော့အဓိက main point လေးကိုဖမ်းနိုင်ဖို့ကအဓိကကြတယ်လို့မြင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်းပြထားတဲ့ listening မေးခွန်းကိုအားလုံးနားလည်ကြတယ်လို့မျှော်လင့်ပါတယ်မင်းနာဆန်အစကားရစမှာတဲ့စတာ